ကောင်းတဲ့အလုပ်ပဲလုံးလုံးဆိုးတဲ့အလုပ်ပဲလုံးလုံးပြုလုပ်သူရဲ့အတွင်းတရမှာအကျိုးပေးစေနိုင်တာအဲ့ဒါကံလို့ခေါ်တာကောင်းကံကကောင်းကျိုးပေးဆိုးကံကဆိုးကျိုးပေးကောင်းကံရစေကံကောင်းစေလူသားတိုင်းပေါ်လေလောကီလူသားအလုံးကြားလီငါစင်